ခင်ဖုံးသက်ဝေဂီတကြပြားဆိုတာကိုရေးကိုရာရီမိကောင်ပေါက်ခြင်းတစ်မျိုးပါပဲအရေးတကြီးတီထွင်လိုက်မိတယ်ဟောဒီຫນွေဦးချန်တဲ့တစ်ခုလုံးကျွန်တော်ခင်ဖုံးသက်ဝေပြောပါစေကွယ်မနေ့ကရောမနှက်ဖြန်ရောဖေဖော်ဝါရီတစ်လလုံးရောအချက်နဲ့စစ်အပြင်လူတွေဘာလုပ်နေကြပါသလဲဘရန်ဒီလိုတက်တန်းရှည်တိုင်းလွမ်းစရာတွေဟာလွမ်းစရာကောင်းနေပြန်ပါလေဂုဏ်ယူခြင်းစရာပါခင်ဖုံးသက်ဝေနှစ်ယောက်စလုံးရည်ဖို့ပန်းတွေဘယ်ဟာဒီမှမပွင့်နေတာခင်ဖုံးသက်ဝေတောက်ပြီးကျွန်တော်အခါခါတည်ခဲ့ရတဲ့အစိတ်ပြတစ်ခွက်မှာစက်တပူးတွေပတ်ကြားအပ်ခဲ့ရဘူးတာပြီးတော့ကျွန်တော်ကစိတ်ကြီးဒေါသကြီးပြောရင်ပြောတဲ့အတိုင်းမိကိုမစုံဘူးမစုံလွမ်းနေတဲ့တာဂုံယူရတဲ့ခင်ဖုံးသက်ဝေမာယာလူမျိုးတွေရဲ့ပြက်ကလေးမှာချစ်သူများနေ့ကိုဖော်ပြပုံရှုပ်ထွေးလွန်းလာတယ်ကျွန်တော်ပင်လယ်မှာဖြစ်တိတ်ကိုရိုးရှင်းပါရဲ့လှိုင်းကြားလေကြားကြောက်ဆောင်ပေါ်မှာအတောင်ညောင်းလာတဲ့အမီးနှခွစင်ရော်လေးတစ်ကောင်စားနှစ်ကောင်စားလာနာနေတယ်လေတွေကရွက်ဖြူဖြူတွေကိုဖောင်းကာနေအောင်တိုက်လို့ဥတော်ကိုဖြတ်သွားဖြတ်လာအဲ့ဒီလှေလေးတွေစီဟေးဟေးလို့အော်တန်ခေါ်တန်ပြူကြမယ်နေနဲ့ညကိုနှလုံးသားနဲ့ဖက်ကြရွတ်ကြပြည့်ပြည့်စုံစုံကိုပွက်လောရိုက်သွားတော့တာပဲမုံတိုင်းတွေကိုယ့်ရုပ်ကာယနဲ့နန်းဆန်မနေဘူးလားကွယ်တောင်တခမ်းကျွန်းတန်းလွမ်းငွေတက်ရင်သူ့မျက်ရည်ကိုမျက်ရည်ခွဲခြားလို့တောင်မရနိုင်ပါဘူးအကောင်းဘက်ကလှည့်တွေးကြည့်စမ်းပါခင်ဖုံးသက်ဝေရဲ့လေးပြားတကောင်ရဲ့ငင်းနမဲမှာတောင်မတင်ကားစရာတွေပါနေတာမို့လွမ်းလောက်လို့သာလွမ်းပါတယ်ဘလို့စုကိုတောင်းတောင်းထိုက်တန်သမျှသာဆူတောင်းပြေတာကြားဘူးမှာပါကြာညိုနွယ်ရိုးတွေပြစ်စုံမိုးပြေးတွေတိမ်တွေရဲ့အညိုတိုင်းခိုင်မာတဲ့အောင်တက်တန်ဘောတစ်ပြက်တွေကျွန်တော်ရလိုက်တာထက်ကိုပြေဆုံးခဲ့ပူပါရဲ့မီလီယံကြားကရဲရင်မှုအတွက်တော့ကျွန်တော်ကိုဒီအတိုင်းလေးပဲထားခဲ့လိုက်ပါခင်ဖုံးသက်ဝေရဲ့ဘလို့ချစ်ရမယ်ဆိုတာသိတဲ့နောက်သူကံကောင်းသွား